အားလုံးပဲမင်္ဂလာပါခင်ဗျာဧပြီ4ရက်တောက်ကြနေ့2နာရီမှာကျင်းပမဲ့လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea အသင်းနဲ့ Tottenham Hotspur အသင်းရဲ့ပွဲကြို30ချက်လေးပဲဖြစ်ပါတယ်လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်အကောင်းဆုံးပွဲတွဲဖြစ်မှာလည်းအသေးချာဖြစ်ပါတယ်အန်ဇိုမာရက်စကာရဲ့ Chelsea အသင်းကတော့အဆင့်4မှာတည်ရှိနေပြီး Tottenham Hotspur အသင်းကတော့အဆင့်14မှာလက်ရှိတည်ရှိနေတာဖြစ်ပါတယ် Chelsea အသင်းကတော့သူ့ရဲ့အောက်အသင်းတွေနဲ့အမှတ်ကွာဟမှုအရန်ကျင်းမြောင်းနေတဲ့အတွက်အကောင်းဆုံးပုံစံနဲ့ပွဲထွက်လာမှာတော့အသေးချာပါပဲ Chelsea အသင်းနဲ့ Tottenham Hotspur အသင်းကအဆင့်အရန်ကွာနေရဆိုရင်မဲ့နောက်ဆုံးပွဲစဉ်9ပွဲကိုသုံးသက်ကြည့်ရမယ်ဆိုရင်တော့နှစ်သင်းလုံးကသူမတာကိုမတာဖြစ်နေအောင်လည်းတွေ့ရပါတယ်ဒါကြောင့်ဒီပွဲစဉ်ကကိုတော့သွင်းပေးမယ်ကိုအများကြီးပြတ်မဲ့ပွဲမဟုတ်ဘူးလို့တော့ယူဆမိပါတယ် Premier League နောက်ဆုံး9ပွဲဆက်တိုက်တွေ့ဆုံမှုမှာတော့ head to head အနေနဲ့ကြည့်ရရင် Chelsea အသင်းကတော့အနည်းငယ်အသာရနေတာကိုတွေ့ရပါတယ် Chelsea အသင်းရဲ့နောက်ဆုံး Premier League ပွဲစဉ်9ပွဲမှာတော့ Chelsea အသင်းက2ပွဲနိုင်3ပွဲရှုံးဆိုရရလက်နဲ့ရမဲ့6မှတ်သာရရှိတယ် Tottenham Hotspur အသင်းရဲ့နောက်ဆုံး Premier League 9ပွဲရလက်ကတော့2ပွဲနိုင်2ပွဲရှုံး1ပွဲတည်ဆိုရရလက်နဲ့ရမဲ့9မှတ်တိရရှိထားပြီကစားသမားစုဖွဲ့အနေနဲ့ကြည့်မယ်ဆိုရင်လည်း Chelsea အသင်းက Tottenham Hotspur အသင်းထက်နည်းငယ်အားသာနေတဲ့အရှိပါတယ်။ဒါကြောင့်ဒီပွဲမှာတော့ကျွန်တော်က Chelsea ကိုနည်းနည်းပိုပြီးကြိုက်ပါတယ်။ဒါပေမဲ့ဂိုးအများကြီးသွင်းနိုင်မှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အနည်းငယ်သတိထားဖို့လိုတဲ့ပွဲတစ်ပွဲဖြစ်တယ်လို့ပြောကျွန်တော်ရဲ့ဂိုးခံမှန်းမှုကတော့ Chelsea 2 Tottenham Hotspur 1နဲ့2-1 Chelsea တို့အနိုင်ရသွားမယ်လို့ခံမှန်းမိပါတယ်။